အားလုံးမင်္ဂလာပါ19ရက်နေ့အတွက်နော်19ရက်နေ့အတွက်ကိုပတ်တိပြောမယ်18ရက်နေ့ကတော့အစီအပြေနော်မနေ့ကအခွေညနေကျတော့ပတ်တိနှလုံးနဲ့အောက်က9လုံးနဲ့အကက်ပေါ့နော်ဆွဲကတ်တာဟာအဲ့တော့မနေ့ကညောပေါ့အဲ့လေဟိုဒါတောင်တော့တချို့ဟာဒီပြန်ကောင်းမလို့ဆိုပြီးကြမထည့်တဲ့လူရရှိသေးရဲ့เนาะဒါပေမဲ့ဟိုပေါ့နော်မကြိုက်ဘူးဆိုရင်တောင်မှလေပတ်စံလေးနဲ့ပဲပယ်ပြီးတော့သုံးပေါ့ဘာဖြစ်လို့အများကြီးခြံပစ်ခဲ့ရလဲမသိဘူးတိလားနှမျောစရာကြီးသူ့ဘာသူပြန်ကောင်းမဖြစ်ပါဖြစ်ပေါ့เนาะပတ်စံနဲ့လေးပယ်ပြီးတော့သုံးလို့ရတာပဲလေဒါလေးတစ်ခွက်ထားခဲ့တော့ကြတော့ဘလောက်ထိတက်တာသွားမှာမလို့လဲအေးဒါကတော့လူမျိုးစိတ်မျိုးပေါ့เนาะဘယ်သူကဟုတ်ပါအဲ့တော့19ရက်နေ့အတွက်ကိုပတ်တိက39เนาะပတ်တိက39 23146ကကတ်မယ်23146ကအကက်ခွေဆိုရဲသဘောတရားသိပါပါเนาะကျွန်မအမြဲတမ်းပြောတယ်39နဲ့အဲ့ဒီ23146နဲ့ကတ်လိုက်ပြီးရင်အဲ့ဒီ39နဲ့23146ကတ်မယ်23146ခွေမယ်เนาะဒါကြောင့်မလို့အကက်ခွေက23146အဲ့တော့ဒီမှာတောက်ကြနေကကြတော့တကယ်ကလေအားလုံးကဒါပြောရင်ဖျားရှင်နဲ့ထုတ်ထားတာနော်ဖျားရှင်နာမည်ပြောရင်အားလုံးကကိုတွက်ထားပါတော့ကိုဒီတစ်ပတ်စာတွက်ထားတဲ့အရာတွေအားလုံးတွေကမှကြံနေတဲ့အရာလေးတွေကိုကျွန်တော်ဆွဲပေါ့နော်အပိသက်ချုပ်ထားတဲ့ဟာဖျားရှင်နဲ့လို့ခေါ်တာပေါ့နော်အဲ့လိုမျိုးအပြီးတော့ကြာလေမဖြစ်မနေထည့်ပြီးတော့ထိုးပြီးအောင်68 18 90အဲ့ဒီ3ဝက်ကမဖြစ်မနေထည့်ပြီးနော်ရှင်တို့ဘာပဲထိုးဘယ်ဟာကိုပဲသုံးအဲ့ဒီ68 18 39အဲ့ဒီ3ဝက်ကတော့ထည့်ပေးပါနောက်ပြီးတော့အပူလိုက်တဲ့သူတွေပူလိုက်တဲ့သူတွေတဲကနေပြောကြတော့ဗောနော်ဘယ်ဟာလေးတွေတင်ရမလဲဆိုရင်ကျမကြိုက်တာကတော့တကယ်လို့အပူကြခဲ့တယ်ဆိုရင်ပြောပြอ่ะနော်အပူကြခဲ့တယ်ဆိုရင်39 11 66 88 99အဲ့ဒီကလို့တော့သုံးသက်တာပဲအဲ့ဒီကထွက်မယ်လို့သုံးသက်တာပဲเนาะတကယ်လို့အပူးဆိုရင်ပြောပြတာပါgood luck